الحمد لله وكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وذكر فإن الذكرى تنفع المؤمنين آمنت بالله صدق الله المولانا العظيم اللهم صل على سيدنا ونبينا ومولانا محمد وعلى آل سيدنا ونبينا ومولانا محمد وبارك وسلم لذا باي إيمان شميا كميا مني غاتيه ကျွန်တော်အာဖရိကကအဲ့ဒီဆရာကြီးတစ်ပါးလာတဲ့ပုံမှာကျွန်တော်ဒီမှာအစီအစဉ်မလုပ်ဖြစ်လိုက်ဘူးကျွန်တော်ပထမရက်တည်းကဝန်နာကြတိမကဘူလို့ခေါ်တဲ့Hazrat Maulana Ashraf Ali Thanvi rahmatullah alayhi ဒီကနေ့ပြုစုထားတယ်အလ်ဟစ်ဘ်အလ်အာဇမ်ကိုအတူချုပ်ပြီးတော့ဒီကနေ့ဟာပြန်ပြီးတော့ရေးသားထားတဲ့အဲ့ဒီဒူအာစာအုပ်ပေါ့ကျွန်တော်အနေနဲ့ဖတ်တင်နေအတူတူဖြစ်ဘတ်လုပ်ထားတဲ့သူလေးတော့သူနေ့နဲ့သူပေါ့စနေနေ့မှာဘာကုနဲ့ဖတ်တဲ့ဒူအာတွေတနင်္ဂနွေနေ့မှာဖတ်တဲ့ဒူအာတွေစသည်ဖြင့်အဓိကကတော့ဒူအာတွေစုံသွားအောင်ပေါ့တနေ့ကိုအဲ့ဒါတော့မှတ်ပြီးတော့ဒီကနေ့ကဒီစာအုပ်ကိုရေးထားတော့အနာကျိုးရှိတယ်Hazrat Maulana Mufti Taqi Sahab Daman Barakatun Aliyah ကဘလောက်မိသုံးမှုတယ်အဲ့ဒီဒူအာစာအုပ်ထဲကဒူအာတပုတ်ကိုပဲအလ္လာဟ်ကဘူလုပ်လိုက်တယ်ဆိုရင်လူတယောက်ကပြလာပါဖြစ်သွားပြီအောင်မြင်သွားပြီအဲ့ဒါလောက်အကျိုးရှိတော့ဒီဒူအာဒီထဲမှာပထမဒူအာဒီဒူအာဒီနဲ့ပတ်သက်ပြီးတော့ Hazrat Maulana Mufti Taqi Sahab Daman Barakatun Aliyah ကဒါကိုလူကြီးခန္ဓာမှာလူတော်များဒါတော်များဒါကိုပြန်ပြီးတော့တရှရီပေါ့တော့အကိုအခြေဖွင့်ပြီးတော့တင်ပြထားတာတော်ကိုအကျိုးရှိတယ်ဒီပုံမှာဒီစာအုပ်တွေကျွန်တော်ဒီရောက်လာတယ်ဆရာကြီးရဲ့ဒီကျေဖွင့်ထားတဲ့ဟောကုရ်အာနီတော်အောင်ဖြစ်တရှရီဆိုပြီးတော့အဲ့ဒီပုံမှာကျွန်တော်ဒါကိုတင်ပြနေတာပထမတော်အဖြစ်တယ်ရဘ္ဘနာآتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ဒါကိုကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဒီနောက်ပိုင်းမှာဒုတိယဒူအာပေါ့အဲဒီမနာဂျတ်မကဘူလ်မှာစနေနေ့မှာဖတ်တဲ့ဒူအာဒီထဲမှာဒုတိယဒူအာ ربنا أفرغ علينا صبرا وثبت أقدامنا وانصرنا على القوم الكافرين ဒါကမှလည်းရှဖာဒီဌာနီရမ်လာဒီကနေ့ကကျွန်တော်မြတ်ကုရ်အာန်ရဲ့ဒူအာရဲ့အဲ့ဒီအစဉ်လိုက်ပြန်ပြီးတော့သွားတယ်ပထမကုရ်အာန်မှာပထမလာတဲ့ဒူအာရဘ္ဘာနာအာတီနာဖီဒူနီယာဟဆနာဒုတိယဒူအာတစ်ခုကတော့ဒါအမှန်အခုတင်ပြတယ်ဖတ်ခဲ့တဲ့ဒူအာဖြစ်တယ်အဲ့တော့ဒီဒူအာမှာအဓိပ္ပာယ်ပေါ့နော်အဲ့ဒီဒူအာရဲ့အဓိပ္ပာယ်ကတော့ဟိုလာရှင်ကျွန်တော်မျိုးတို့တွေကိုဆဘာချုပ်တီးနိုင်ခြင်းကိုမြေဆွေမြေချုပ်တီးပြီးတော့နေထိုင်နိုင်သည့်အခွင့်အရေးအလားရှင်ချင်းပြတ်နာဆဘာလုံနိုင်တဲ့အရေးချင်းမဟုတ်ဆဘာလုံတာတော့လုံလိုက်တာပဲတို့တော့ကြေကြမခံဘူးဆဘာအပေါ်မှာလေပြញ្ញံခံပြီးတော့ istiqamat နဲ့ချုပ်တီးမှုမှာနော်ယက်တီမှုအပြည့်အဝနဲ့နေထိုင်နိုင်သည့်အခွင့်အရေးဒါအလ္လာဟ်ရှိချိမိတော်မူပါတို့ဒီကောင်ရဲ့ကာဖီများနဲ့ပတ်သက်ပြီးတော့သူတို့နဲ့ရင်ဆိုင်တဲ့အခါအလ္လာဟ်ရှင်ကျွန်တော်တို့တွေကိုကူညီဆောင်မတော်မူပါသူတို့အပေါ်မှာအောင်နိုင်မှုကိုချီးမြှင့်တော်မူပါဒူအာရဲ့အဓိပ္ပာယ်ဒီလိုရတယ်အဲ့တော့ကျွန်တော်မြတ်ကုရ်အာန်မှာဒီဒူအာနဲ့ပတ်သက်ပြီးတော့ရှိထားတော့ဒီဒူအာဘယ်အခါမှာတောင်းခဲ့တဲ့ဒူအာလေးဘယ်လိုတောင်းခဲ့တဲ့ဒူအာလေးဘာကြောင့်တောင်းခဲ့တဲ့ဒူအာလေးအဲ့ဒီချက်ကိုဆရာဒီကနေ့ကဆက်လက်ပြီးတော့ရှင်းလင်းတင်ပြအဲ့တော့ဒီဒူအာနဲ့ပတ်သက်ပြီးတော့တင်ပြရမယ်ဆိုရင်တမိုင်းချောင်းအဲ့ဒီတမိုင်းချောင်းကတော့ဒါကမူဆာအလီဆလာမ်ရဲ့ခေတ်အခါသမယ
မူဆာအလိုင်ဆလမ်ကိုအလ္လာဟ်ရှိမြတ်ကဒုနီယာကိုစေလွတ်တယ်ဖီရအောင်းရဲ့အိမ်မှာပဲကြီးတယ်အဲ့တော့လူတွေကိုတရားလမ်းမှရပြဖို့အတွက်တစ်ဖက်ကစေလွတ်လို့တစ်ဖက်ကဗနီဆိုင်မျိုးနွယ်အုပ်စုကိုဖီရအောင်ရဲ့ဒုက္ခပေးခြင်းကနေပြီးတော့လူမြောက်မှုကိုကြိုးပမ်းမှုအတွက်ဒီတာဝန်လည်းပါတယ်အဲ့တော့ဗနီဆိုင်ဆိုတာဘကလာတယ်လေဗနီဆိုင်ဆိုတာကတမန်တော်အီဘရာဟီမ်အလိုင်ဆလမ်ရဲ့သားတော်နှစ်ပါးတမန်တော်အစ္စမာအီလ်အလိုင်ဆလမ်သားအကြီးဖြစ်တယ်တမန်တော်အစ္စဟာခ်အလိုင်ဆလမ်သားငယ်ဖြစ်တယ်အဲဒီနောက်ပိုင်းမှာတော့တမန်တော်အစ္စဟာခ်အလိုင်ဆလမ်ရဲ့သားတော်တမန်တော်ယာကူဘ်အလိုင်ဆလမ်ယာကူဘ်အလိုင်ဆလမ်ရဲ့အမိကယာကူဘ်အလိုင်ဆလမ်ဖြစ်ယာကူဘ်ဖြစ်တယ်လို့တစ်ဖက်ကနေပြီးတော့အစ္စရာအီးဆိုတာကဒါဆိုရီယာနီဘာသာစကားအလ္လာဟ်ဝါလာအလ္လာဟ်ဒီလိုအဓိပ္ပာယ်ရတယ်တော်တော်ကိုအဘာဒတ်လုပ်တယ်အဲ့ဒီပုံမှာယာကူဘ်အလိုင်ဆလမ်ရဲ့တားတော်12ပါးရှိတယ်ယူဆုဖ်အလိုင်ဆလမ်အပါအဝင်အဲ့တော့ယာကူဘ်အလိုင်ဆလမ်ရဲ့အမိနောက်တစ်မျိုးကအစ္စရာအီးဆိုတော့ယာကူဘ်အလိုင်ဆလမ်ရဲ့အဲ့ဒီတားစီမြေးဆက်ကတားရီကနေမွေးလာတဲ့နော်ဒီကလေးတွေအားလုံးကဒါဗနီအစ္စရာအီးမျိုးနွယ်အုပ်စုကိုဆိုင်ရဲ့တားမြေးများဒီလိုအဓိပ္ပာယ်ရအောင်အဲ့တော့တမန်တော်ယူဆုဖ်အလိုင်ဆလမ်ရဲ့ဖြစ်ရကတော့ကျွန်တော်များကုရ်အာန်မှာတော်တော်ကိုအပြည့်အစုံအလားပြည့်တော်မူထားတယ်တမန်တော်ယူဆုဖ်အလိုင်ဆလမ်အဖြစ်လေဆိုတော့မစ္စရမှာနောက်ဆုံးမှာဘယင်ဖြစ်သွားတယ်ဘယင်ဖြစ်တော့မိမိရဲ့ဖခင်ဖြစ်တဲ့ယာကူဘ်အလိုင်ဆလမ်နဲ့ကျန်တဲ့ညီကိုတွေဆွေမျိုးသားချင်းများကိုတော့ပလက်စတိုင်းမှာနေထိုင်နေကြတယ်ပထမပလက်စတိုင်းမှာနေထိုင်ကြတယ်အဲ့ဒီကနေပြီးတော့မစ္စရကိုရွှေ့ပြောင်းလိုက်တယ်အခုနမစ္စရမှာအီဂျစ်မှာဘယင်ဖြစ်ပြီမစ္စရကိုရွှေ့ပြောင်းလိုက်တယ်အားလုံးကိုခေါ်ယူလိုက်တယ်အဲ့တော့မိမိရဲ့ဒီမျိုးနွယ်အုပ်စုတောက်အုပ်စုလုံးကဆွေမျိုးသားချင်းအားလုံးဟာမစ္စရမှာပဲနေမယ်တော့အဲ့ဒီမှာပဲအဲ့ဒီရွယ်ချက်နဲ့ပြောင်းလိုက်မာရှာလာကာလအတန်ကြာတစ်ခေတ်တစ်ခုထိကိုတော့အေးအေးချမ်းချမ်းနေရတယ်ဒီနောက်ပိုင်းမှာယာကူဘ်အလိုင်ဆလမ်နဲ့အလ္လာဟ်မိခံသွားတယ်ယူဆုဖ်အလိုင်ဆလမ်နဲ့အလ္လာဟ်မိခံသွားတယ်အဲ့ဒီနောက်ပိုင်းမှာတော့ခေတ်ကကာလတွေပြောင်းလာတယ်ဖီရအောင်မင်းဆိုးရောက်လာတယ်ဖီရအောင်မင်းဆိုးရောက်လာတဲ့အခါမှာအခုဖီရအောင်ရဲ့မျိုးနွယ်အုပ်စုကကိဖတီတွေဖြစ်တယ်ကိဖတီလူမျိုးတွေဖြစ်တယ်တပတ်ကဘယ်နဲ့အစ္စရာအီးအဲ့တော့ဟိုကိဖတီတွေကငကိုကသူကမြို့ကန်တွေရွာကန်တွေဖြစ်တယ်ဗနီဆိုင်ကပါလက်စတိုင်းကနေပြောင်းလာတာဒီပေါ်မှာဖီရအောင်ကဗနီဆိုင်တွေကိုနှိပ်စက်ခြင်းကိုစတယ်တော်တော်ကိုဒုက္ခပေးတယ်သူ့ရည်ရွယ်ချက်ကတော့ဗနီဆိုင်ရဲ့အမျိုးသားတွေအားလုံးကြုံဖြစ်သွားတယ်အမျိုးသမီးတွေအားလုံးဟာကြုံမတွေဖြစ်မယ်အခိုင်းစီတွေဖြစ်သွားမယ်အဲ့ဒီကနေပြီးတော့တခါဗနီဆိုင်အမျိုးသားတွေကိုတခါနော်အိမ်မက်တစ်ခုနဲ့အမျိုးသားတွေကိုတခါအလုံးလိုက်လေဆိုတော့တတ်တာနောက်ဆုံးမွေးလာတဲ့ကလေးတွေအရှင်လက်လက်မွေးပြီးရင်တတ်အဲ့ဒါလိုဒုက္ခတွေပေးလာတော့နောက်ဆုံးတော့မူဆာအလိုင်ဆလမ်အလ္လာဟ်ရှိမြတ်က
နော်အလ္လာဟ်ရှင်မြတ်ကဖီရအောင်ကိုအလ္လာဟ်နော်ဖြည့်ဆည်းဖြစ်မယ်ချေမှုန်းမယ်ဆိုတော့အလ္လာဟ်စီမံကိန်းကသူလိုက်တက်နေတဲ့ဂျားတွေကနေပြီးတော့မူဆာအလ္လာဟ်မွေးလာတယ်နောက်ဆုံးမူဆာအလ္လာဟ်ရဲ့မိခင်ကကြောက်လန့်ပြီးတော့အိမ်မတက်လာပြီးတော့ဖီရအောင်ရဲ့စစ်သားတွေကကလေးမွေးရင်ဘာလေးလဲယောက်ျားလေးဆိုချက်ချင်းစေပါလို့နော်လေကိုလှီးပြီးတော့တက်ပြက်တာကြောက်ပြီးတော့နောက်ဆုံးပြစ်တာငယ်လေးတွေထည့်ပြီးတော့ရေထဲမှာမျောလိုက်တော့ဖီရအောင်ရဲ့ဇနီးအာဆီယာတခင်မကနော်ကမ်းနားမှာရေချိုးနေတာဒီတစ်တာလေးမျောတာကြည့်ပြီးတော့ဆယ်ခိုင်းလိုက်တော့အထက်မှာကလေးမြင်လိုက်တာနဲ့တန်ရုံးတွေများသွားတယ်ဒါလည်းအလ္လာဟ်စီမံကိန်းပဲတန်ရုံးတွေများပြီးတဲ့အခါကျတော့နောက်ဆုံးဘယင်ကိုပြောတယ်ရှင်ကလေးတွေလိုက်တက်နေတာတော့မှန်တယ်ဒီကလေးတယောက်ကတော့ရှင်နော်သူ့ရင်နဲ့ကလေးတော့မဖြစ်နိုင်ဘူးကျမသူ့ကိုတော့မွေးစားမှာပဲအိမ်မှာပဲထားမှာနောက်ဆုံးဖီရအောင်လည်းမလုံးဆန်းနိုင်ဘူးနောက်ဆုံးအိမ်မှာပဲထားပြီးတော့မွေးစားပြီးတော့နောက်ဆုံးကြီးသွားတာကျွန်တော်တင်ပြချင်တာကမူဆာအလိဆလာနော်အကြောင်းအရာကတော့အရှိကြီးပေါ့အတိတ်ကအချက်ကိုကျွန်တော်တင်ပြချင်တာကနောက်ဆုံးအလ္လာဟ်ဘက်ကနဗူဝတ်ကြတယ်တစ်ဖက်ကနေပြီးတော့လူတွေကိုတရားလမ်းမှန်ကိုပြမယ်ဖီရအောင်ကမိမိကိုမိမိအင်တန်မှမိမိအရှိအဝါကြီးမားတယ်နော်အုပ်ချုပ်မှုတွေအင်တန်ကျေပြနေဒီပုံမှာစိတ်ကြီးတွေဝင်ပြီးတော့မာနတွေတက်ပြီးတော့အနာရဘ်ကုမလ်အာလာငါဟာအမြင့်မားဆုံးတော့နော်အတင်တို့ရဲ့ဖန်ဆင်းတာရဲ့အရှင်မဲလို့အဲ့ဒါလိုတွေးကြော်တာနောက်ဆုံးမူဆာရီဆံဖီရအောင်ကိုနော်တွားပြီးတော့ဖိတ်ခေါ်တယ်အီမန်ဘက်ကိုဖိတ်ခေါ်တယ်အစ္စလာမ်ဘက်ကိုဖိတ်ခေါ်တယ်အလ္လာဟ်နဘာဒီရှိချင်းကိုဖိတ်ခေါ်တယ်အဲ့ဒီအနေထားတွေဖြစ်လာနောက်ဆုံးတော့ဘာဖြစ်လဲဆိုတော့ဒီတောင်းကတပိုင်းနောက်တောင်းတစ်ခုကတော့ဗနီအဆိုင်မျိုးနယ်အုပ်စုကိုဘာလို့မလဲတက်တင်မယ်တစ်ဖက်ကနေပြီးတော့ဖီရအောင်ကဒါကိုလက်မခံဘူးတစ်ဖက်ကနေပြီးတော့ဗနီအဆိုင်လေးကိုနော်မိမိခေါ်ရမယ်ဒါကိုတောင်းခံတယ်နောက်တနေရာခေါ်ရလိုက်တောင်းခံတယ်အဲ့လိုတော့တောင်းခံတဲ့အခါဒါကိုလက်မခံအကြောင်းရတော့အရှိကြီးပေါ့လေအများကြီးနောက်ဆုံးမူဆာလေးစမ်းရဲ့ဒူအာရီနဲ့ဘာဖြစ်လဲနော်ဖီရအောင်နဲ့အဲ့ဒီမြို့မှာရှိတဲ့သူတွေအားလုံးရဲ့အင်တမအားထားရတဲ့မြစ်ကြီးဟာတွေးတွေဖြစ်ကုန်တယ်နောက်ဆုံးဖီရအောင်လက်မြောက်ရှုံးပေးတယ်ဒါလည်းမရဘူးပြန်ပြီးတော့ကောင်းအောင်ဒူအာလုပ်လိုက်တယ်ရေပြန်ဖြစ်သွားတယ်ဒါလည်းမရဘူးနော်ကျိုင်းကောင်တွေကြားတယ်ကျိုင်းကောင်တွေမူဆာလေးစမ်းရဲ့ဒူအာနဲ့ခိုက်ခင်းနေအားလုံးကိုဖျက်ဆီးဖြစ်တယ်ဖီရအောင်လက်မြောက်တယ်အရှုံးပေးတယ်ပြန်ပြီးတော့ဒူအာလုပ်ပေးပါအဲ့ဒါလိုအစားပြိုးဆုံးအလ္လာဟ်ဘက်ကလာတာနောက်ဆုံးဖီရအောင်လက်မြောက်လိုက်တယ်ကဲဒါဆိုရင်ခေါ်တော့မူဆာအလိဆလမ်ရဲ့ရည်ရွယ်ချက်ကဗနီအစ္စရာအယ်ကိုပါလက်စတိုင်းကိုပြန်ခေါ်သွားလိုက်တယ်အလ္လာဟ်ရှင်မြတ်ဘက်ကနေပြီးတော့လေဒီလိုလူလာတယ်ခေါ်သွားလိုက်မယ်ဟိုမှာပြန်ထားမယ်ဒါကြောင့်လေတစ်ချိန်ကဟိုမှာနေခဲ့တယ်အဲ့ဒီကနေခေါ်သွားတဲ့အခါမှာနောက်ဆုံးယူဆုဖ်အလိစလမ်ရဲ့ကဘာကိုလေယူဆုဖ်အလိဆလမ်ရဲ့နော်အချိန်ကပွင့်လွန်သွားခဲ့တာကြာပြီအဲ့တော့ယူဆုဖ်အလိစလမ်ရဲ့ခန္ဓာကိုယ်ကိုလည်းပါယူသွားတယ်ဒီနေ့ကျွန်တော်ပါလက်စတိုင်းကိုရောက်တဲ့အခါမှာပါလက်စတိုင်းမှာကဘာရီဘောတမန်အီဘရာဟီမ်အလိစလမ်ရဲ့ကဘာတမန်အီဆာအလိစလမ်ရဲ့ကဘာတမန်ယာကုဘ်အလိစလမ်ရဲ့ကဘာတမန်ယူဆုဖ်အလိစလမ်ရဲ့ကဘာတမန်မူဆာအလိစလမ်ရဲ့ကဘာတမန်ယူရှာအလိစလမ်ရဲ့ကဘာတို့ဒီဘက်ကမ်းမှာကျွန်တော်ဂျော်ဒန်မှာရှိတယ်။နော်ရှူအိုင်ဘ်အလိစလမ်ရဲ့ကဘာအဒီကဘာဒီသွားပြီးတော့ပြရတဲ့လုံနိုင်တော့တင်ပြနေတာကယူဆုဖ်အလိစလမ်ရဲ့နော်ဘာကုန်းလို့ဆိုရင်ခန္ဓာကိုယ်ကိုပါယူသွားတယ်။ယူသွားလေပါလက်စတိုင်းမှာထားနေအဲ့ဒီပုံမှာနောက်ဆုံးတော့ဒီတော့ကဒီဘက်ကအားလုံးကြီးသွားပြီးခေါ်သွားပြီးနော်ခွင့်ပေးလိုက်ပြီးဒီမှာခွင့်ပေးလိုက်ရသွားနေတဲ့အခါသူ့လက်အောက်မှာရှိတဲ့ဝန်ကြီးတွေကကျွန်တော်တို့ရအောက်ခြေတင်းအလုပ်တွေဘယ်လိုလုပ်တော့မလဲအားလုံးပါသွား
လုတ်သမားတွေမရှိတော့ဘူးသူတို့ကိုလွတ်လိုက်လို့ဘယ်ဖြစ်မလဲဖေရောင်းကတခါဒါဒီအားလုံးဒီစကားတွေကြားပြီးတော့တခါပြန်လိုက်ဟမ်းပြန်ခေါ်ခဲ့သူကိုယ်တိုင်ထွက်ပြီးတော့လိုက်တာသူတို့အလစီမံကိန်းကတော့နောက်ဆုံးဖေရောင်းကိုတေးချပျက်စီးဖို့ပဲမြစ်ထဲမှာဘာဖြစ်သွားလဲဆိုတော့မူဆာအလိုင်ဆလမ်အနောက်မှာဖေရောင်းနဲ့သူ့ရဲ့စစ်တပ်အုပ်စုကလာတာတွေ့တယ်နိကလာပြီးအရှိမလည်းမြစ်ကြီးအဲ့ဒီပေါ်မှာအလ္လာဟ်ထံတော်ပေါ်မှာဒူအာလုပ်တယ်အလ္လာဟ်ရှင်မြတ်ကမြစ်ကိုဒီတောင်ဝေးနဲ့ရိုက်ခိုင်းလိုက်တော့တောင်ဝေးနဲ့ရိုက်လိုက်တဲ့အခါမှာလမ်း12တွေ့ဗနီဆာလမျိုးနဲ့အုပ်စုမှာမျိုးနွယ်12ခုရှိဘာကြောင့်လဲယာကုပ်အလိုင်စလမ်ရဲ့တားတော်12ပါးရှိအဲ့ဒီကမွေးလာတဲ့တာရီမီတွေဟာမျိုးနွယ်အုပ်စုတအုပ်စုအဲ့တော့12အုပ်စုပြန်ဖြစ်တော့အလ္လာဟ်ရှင်မြတ်ကလေဒီတောင်ဝေးနဲ့မူဆာအလိုင်စလမ်ဒီမြစ်ကိုရိုက်လိုက်တဲ့အခါမှာလမ်းပေါ်လာတယ်12ခုရေကဟိုဘက်ဒီဘက်ရက်တန်းသွားတယ်နောက်ဆုံးအဲ့ဒီလမ်း12ခုကနေမျိုးနွယ်အုပ်စုတစ်ခုစီသွားတယ်ဖေရောင်းနဲ့အနားရောက်လာတဲ့ဗနီဆိုင်နဲ့မူဆာအလိုင်စလမ်ဒါကိုကူးဖို့မြစ်လေကိုရောက်နေတယ်ဖေရောင်းကဒီမှာလမ်းရှိနေတာပဲဆိုတော့သူ့ပေါင်းပါတွေနဲ့ကူးတာသူတို့မနီဆိုင်မူဆာအလိုင်စလမ်နဲ့မနီဆိုင်ကဟိုဘက်ရောက်သွားပြီအဲ့ဒီအခါမှာမြစ်လေမှာဖေရောင်းနဲ့တက်တယ်အားလုံးမြစ်လေမှာရှိနေတဲ့အချိန်ဒီကသူတို့တော့ကိုအလာဖွင့်ပေးထားတာမဟုတ်ဘူးလမ်းကမူဆာအလိုင်စလမ်တို့ကအလာဖွင့်ပေးလိုက်တော့ဖွင့်ပေးထားတော့နောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့ရေကပြန်ပြီးတော့ပေါင်းသွားပြီးတော့အဲ့ဒီမှာတည်ပျက်စီးတာဒီနေ့အထိဖေရောင်းရဲ့ရုပ်အလောင်းမစ္စရမှာအီဂျစ်မှာကလေးတွေရှိတယ်အဓိကတင်ပြလိုတာကအဲ့ဒီမှာအခုဘုံဘကန်းကိုရောက်သွားပြီလွတ်သွားပြီဖေရောင်းရဲ့ရန်ကနေလွတ်သွားပြီလွတ်သွားတော့ဟိုဘကန်းကိုရောက်သွားပြီအဲ့ဒီမှာဘာဖြစ်လဲဆိုတော့မူဆာအလိုင်ဆလမ်အခုပါလက်စတိုင်းမှာတွားပြီးတော့ထားမယ်သူတို့ပါလက်စတိုင်းမှာအမာလီကာမျိုးနွယ်အုပ်စုကအဲ့ဒီမှာစိုးမိုးနေတယ်သူတို့ကအရန်အင်အားတောက်တဲ့ကာဖီတွေဖြစ်တယ်အီမန်မရှိတဲ့သူတွေဖြစ်တယ်တိုက်ရေးခိုက်ရေးသူတို့ကျွန်းတယ်တကယ်ခွန်အားဗလာကြီးတဲ့သူတွေဖြစ်တယ်အဲ့ဒီပေါ်မှာအဲ့ဒီအမာလီကာမျိုးနွယ်အုပ်စုကိုအဲ့ဒီကဖယ်ရအလ္လာဟ်ဘကအမိန့်ကြတယ်ဂျီဟာဒ်လုပ်တယ်သူတို့ကိုတိုက်ခိုက်ဖေးရမယ်ဆိုတော့ဒီခါမှာမူဆာအလိုင်စလမ်ကဗနီအစ္စရေးကိုမမီရဲ့မျိုးသားတွေအားလုံးပြောတယ်အလ္လာဟ်ဘကဒီလိုအမိန့်ရှိတယ်ကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်ခေါ်တော့မယ်တိုက်မယ်တို့ဗနီအစ္စရေးရဲ့သူတို့ရဲ့အမတမပင်ကိုစိတ်တခုကနာဖလမာနီအမိတ်မနာခံတာစိုးတွန်းဒီနေ့လည်းစိုးနေတယ်ဒီနေ့လည်းဒါအစ္စရေးဆိုတာကဗနီအစ္စရေးလည်းပဲမွတ်စလမန်ဒုက္ခပေးနေတာရဲ့ဆက်တဲ့မွတ်စလမန်ဒုက္ခပေးနေတဲ့ဘာကောလို့ဆိုလို့ရှိရင်အလ္လာဟ်အမိန့်လဲနာမခံဘူးအားလုံးသူတို့ရဲ့ကြမ်းရဲ့လမ်းညွှန်မှုတွေကိုလည်းတလွဲလုံနေတယ်ဒီနေ့သူ့လူတွေပဲသူ့ကိုပြန်ဆန္ဒပြတယ်တလွဲလုံနေတယ်အဲ့ဒီပေါ်မှာအခုဘာဖြစ်လဲဆိုတော့သူတို့ကဒီစကားကြားတော့လွယ်နဲ့ပဲပြောလိုက်ကြတယ်ဖာဇဟပ်အန်တာဝရဘ်ကဖကာတီလာအင်နာဟာဝနာကာအီဒွန်မူဆာကျွန်တော်တို့မခုံနဲ့တင်သွားတင်နဲ့အတင်းအလာနဲ့ပဲထွက်ဆိုင်ကျွန်တော်တို့ပြုတ်တော့ဒီမှာပဲထိုင်နေမယ်ဘယ်မှသွားဖို့မရှိဘူး။ဘာကြောင့်လဲဟိုမှာခွန်အားကြီးတယ်အင်အားကြီးတယ်ဒါကိုမတိုက်နိုင်ဘူး။သူတို့ပြောတယ်အင်နာဖီယာကောမန်ဂျဘဘာရီန်ဝအင်နာလန်နဒခူလာဟာဟတ်တာယခရူဂျူမင်ဟာဒီအုပ်စုကတော်ခွန်အားဗလာနဲ့ပြည့်စုံတဲ့သူတွေဖြစ်တယ်သူတို့ကိုအရင်ရှင်းလိုက်မူဆာအလိုင်စလမ်ဖေရောင်းရဲ့လက်ကနေလွတ်ဖို့အတွက်ဘယ်လောက်ကြိုးစားဗနီဆိုင်လီကိုလွတ်မြောက်ဖို့အတွက်တော်ကြိုးစားခဲ့တယ်အများကြီးပဲဒီဖြစ်ရတဲ့ကတော့အများကြီးပဲအဲ့ဒါတော့ကြိုးစားပြီးတော့အခုလွတ်သွားပြီဒါလည်းရှုပ်ကုန်မရှိနောက်လည်းအများကြီးကဏ္ဍတွေရှိတယ်ရှုပ်ကုန်မရှိဒါဆိုဒီလကားပြောလိုက်တယ်အရင်ရှင်းလိုက်ဒီနေ့အတင်းလာနဲ့တော့တိုက်ပြီးတော့နည်းနည်းရှင်းတာအဲ့တော့မှပဲကျုပ်တို့ဒီဟာလာအဲ့ဒီညာကိုတွားမယ်ဝင်မယ်ပါလက်စတိုင်းကိုဝင်မယ်ဆိုတော့
လာစိတ်ဆိုးသွားမူဆာအလိုင်ဆလမ်တော်စိတ်တက်ကြသွားအလ္လာဟ်ထံတော်ဘာလျှောက်ထားတယ်ယာရဘ်ဘီအင်နီလာအမ်လီကူအီလာနဖစီဝါအခီယာအလ္လာဟ်ရှင်ယာအလ္လာဟ်ကျွန်တော်တို့ကိုစီးရုံးလို့မရဘူးကျွန်တော်တို့ကိုပြောလို့ဆိုလို့မရဘူးကျွန်တော်နဲ့ကျွန်တော်ရဲ့ညီတော်မောင်ဟာရုန်အာရီဆလာမ်ဒါပဲရှိတယ်ကျန်တဲ့လူတွေနာဖန်မာနေဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာတော့အလ္လာဟ်ရှင်စိတ်ဆိုးပြီးတော့မိုင်သားနေတီးလွင်မြမှာအကျယ်ချုပ်ထားလိုက်တယ်ထောင်ချလိုက်ကျုပ်ဆိုတာကဘုံဘရင်နေအကျယ်ချုပ်ဆိုတာကဒီမှာအခုနဲ့ဆိုရင်အကျယ်ချုပ်မှာအနားမှာအဆောက်တွေထားတာတယ်အိမ်မှာတော့ထားတယ်ဒါပေမဲ့လွတ်လွတ်လပ်ဘယ်မှသွားလို့မရဘူးဟိုမှာအကျယ်ချုပ်ကအလ္လာဟ်ရှင်အဆောက်ထားတာပြန်မလို့အလ္လာဟ်အကျယ်ချုပ်ကအလ္လာဟ်ရှင်အဲ့ဒီနေမြေတစ်ခုကိုကန့်တတ်ထားတယ်အဲ့ဒီနေမြေကနေဘယ်နည်းဆိုင်လေးထွက်လို့မရဒီကနေဘယ်နေရာသွားဘယ်နေရာသွားတာဒီဘက်ပြန်ရောက်အဲ့ဒါလိုအလ္လာဟ်အကျယ်ချုပ်လုပ်ထားလိုက်အကျယ်ချုပ်လုပ်ထားလိုက်တယ်ဒါကကျွန်တော်တို့ပါလက်စတိုင်းရဲ့ဒီဘက်ကမ်းမှာပေါ့ဒီဘက်ကမ်းမှာနော်ဂျော်ဒန်ရှိတယ်အဲ့ဒီမှာတီးလူမြင့်ဆိုတာအခုလည်းရှိအဲ့ဒီနောက်ပိုင်းမှာအဲ့ဒီမှာနှစ်ပေါင်း40ကြာသွားတယ်မူဆာအလိုင်ဆလမ်နဲ့အဲ့ဒီကာလမှာပဲကိုယ်လွန်သွားတယ်အလ္လာဟ်မိခံသွားတယ်အဲ့ဒီကာလမှာပဲတို့မူဆာအလိုင်ဆလမ်ကငါမကွယ်လွန်ခင်အလင်းမိမကွယ်လွန်ခင်အရင်ဝစီယတ်လုပ်ခဲ့တယ်ငါကိုဟိုဘက်ကမ်းမှာတွားပြီးတော့ပါလက်စတိုင်းမှာပဲတွားပြီးတော့ငါကိုမြုပ်ပြီးနောက်ဆုံးပါလက်စတိုင်းမှာတွားပြီးတော့မူဆာအလိုင်ဆလမ်ကိုမြုပ်တယ်ဒါမှမဟုတ်ကိုရမြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်မီရာဂျ်ကောင်းရင်ခီးသွားတဲ့အခါမှာမူဆာအလိုင်ဆလမ်ကိုတွေ့တယ်မူဆာအလိုင်ဆလမ်မိမိကဘာမှာနမတ်ဖတ်တယ်ဒါမှမဟုတ်ဆလ္လာလာဆမ်ဆာဘာတဝကရီမိတ်တော်မူတဲ့ငါအကယ်၍များအဲ့ဒီအနားမှာရှိငါပြောပြတယ်ကဘာကဘယ်နားမှာရှိတယ်။ဒါမှမဟုတ်ဆလ္လာမိတ်တော်မူတယ်အဲ့ဒီမှာဘာကောင်းလဲဆိုလို့ချင်းဂျဘလီအာမတ်ကျတော့တောင်းအနီးတွေပေါ့နော်အဲ့ဒီတောင်းချီမှာမူဆာအလိုင်ဆလမ်ရဲ့ကဘာရှိဒါမီရာဂျ်မှာဒါမှမဟုတ်ဆလ္လာဆမ်ဒီတိုင်းတော့ခရီးနှင်ပြီးတော့ပါလက်စတိုင်းကိုမရောက်ဘူးဒါမှမဟုတ်တို့မီရာဂျ်မှာတောင်းနေခရီးမှာလာခေါ်လာလို့ဒါမှမဟုတ်မြင်လိုက်တာတွေးလိုက်တာနောက်ဆုံးတော့ဒါမှမဟုတ်ပြောတဲ့နေရာရဲ့အမှတ်သားနဲ့ပဲမူဆာအလိုင်ဆလမ်ရဲ့ကဘာကိုရှာလိုက်တယ်နော်ပါလက်စတိုင်းကိုအောင်မြင်ပြီးတဲ့အခါမှာနော်ဒီဒေတာဒီအစ္စလာမ်ကအောင်မြင်ပြီးတဲ့အခါမှာဒါမှမဟုတ်တော့ဘယ်လိုတော့အဲ့ဒီပုံမှာမူဆာအလိုင်ဆလမ်ရဲ့ကဘာတွေ့တယ်အဲ့ဒီကိုတွားပြီးတော့ကဘာကိုကျွန်တော်တွားရင်ဇီယာရတ်လုပ်ဟိုမှာရှိတဲ့ကဘာဒီမှာဒါဝုဒ်အလိုင်ဆလမ်ရဲ့ကဘာရှိတယ်အဲ့ဒါလိုပဲဒါမှမဟုတ်အီဗရာဟီမ်အလိုင်ဆလမ်အီဆာအလိုင်ဆလမ်စတဲ့ဒီကဘာကတီးချာတနေရာမှာရှိတယ်ဘိုက်ဘာခုနဆိုရင်ဘိုက်လိုခလီလ်မှာရှိတို့ဘီညာလေအဲ့ဒီကဘာဒီအားလုံးဟာယဟူဒီတွေလည်းသူတို့လည်းစိုးမိုးလာတယ်နဆရာနီလည်းအဲ့ဒီမှာရှိတယ်တဝတ်တော့စီဒါဝတ်အစ္စလာမ်ရဲ့ကဘာကျွန်တော်ရောက်တယ်အဲ့ဒါကတော့လုံးဝယဟူဒီအုပ်စုသူတို့တခါတည်းထိုင်နေလိုက်သူတို့တောင်းရဖတ်ပြီးတော့မှသဝပုံနဲ့သူတို့မှတနည်းငိုရှိတယ်ကျွန်တော်တို့ကတွားရင်ကျွန်တော်လည်းတောင်းမှဖတ်တယ်ကျွန်တော်ဒီတောင်းမှဒီဘက်တောင်းမှကျွန်တော်ကုရ်အာန်ဖတ်ပြီးတော့သဝပုံနဲ့သူတို့ကတောင်းရဖတ်ပြီးတော့ဟောမှဖတ်တယ်ပြီးတော့ကျွန်တော်တို့စာရွက်လေးတွေလာပြီးတယ်ဗမာလူရေးတာစာရွက်ကဒီနေငါလည်းဗမာပြည်ရဆိုတော့သူတို့ယုံဒီနဲ့ပတ်သက်ပြီးတော့သူတို့ဘာသာတဲ့ဝင်မှုကျွန်တော်တို့ဒါဝတ်ပေးတာပေါ့စာရွက်လေးတွေလာပေးတယ်တင်းပြကျင်တာကတို့လေးပဲမူဆာအလိုင်ဆလမ်ရဲ့ကဘာတမန်တော်ကမိတ်တော်မူထားတာမူဆာအလိုင်ဆလမ်ရဲ့ကဘာဒီမှာတို့လည်းအတိအကျမပြနိုင်ဘူးတမန်တော်မိတ်တော်မူထားတယ်အဲ့ဒီပုံမှာဒီနေရာကြီးအောင်နိုင်ပြီးတဲ့အခါမှာအစ္စလာမ်ကမူဆာအလိုင်ဆလမ်ရဲ့ကဘာတမန်တော်ရဲ့မိတ်တော်မူထားတဲ့ဒီလက္ခဏာတွေကြည့်ပြီးတော့အဲ့ဒီမှာကဘာရှိတာဒီနေ့တို့လက်မခံတော့ကောင်းသွားဒီကဘာကိုမွတ်စလမန်နဲ့တွားတယ်တို့မရှိဘူးဒါလည်းအလ္လာဟ်ဘက်ကမူဆာအလိုင်ဆလမ်တကယ်တော့ယဟူဒီကအဓိကသူတို့ရဲ့တမန်တော်ဟာမူဆာအလိုင်ဆလမ်နဲ့သူတွေညားလေသူတို့ကအဲ့ဒီကဘာကိုမသွားဘူးမသွားတော့ကျွန်တော်တို့အရန်ကောင်းတယ်ကျွန်တော်သွားရင်လွတ်လပ်နော်သူတို့မရှိဘူးကျွန်တော်ဇီယာရတ်လုပ်လို့ရတယ်အတင်းပြကျင်တာကနော်အဲ့ဒီမှာအဲ့ဒီနေထားတယ်လို့
အတိုင်းဒါဖြစ်ခဲ့တော့เนาะအင်ရှာလာနောက်ဖန်ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်အပိုင်းတွေတင်ပြမယ်အလားရှင်တင်ပြပါချက်လက်များလိုက်နာနိုင်သည့်အခွင့်အရေးချိမိပေးနာတော်ပါလေ